double wishbone suspension ကိုအသုံးပြုပေးထားပြီးတော့အနောက်မှာဆိုလို့ရှိရင်တော့ leather ကြွချုပ်တာအသုံးပြုပေးထားပြီးတော့အလယ်မှာ BAIC logo ဘယ်ဘက်မှာတော့ adaptive cruise control speaker ကလည်းကျွန်တော်တို့ Harman Infinity sound system ကိုအသုံးပြုပေးထားပါတယ်မင်္ဂလာပါ Billionaire 1တော်နေကြိုဆိုပါတယ်ကျွန်တော်ကတော့အာကာပါဒီတစ်ခါလူကြီးမင်းတို့ကိုရှော့လုပ်ပေးမယ်ကားလေးကတော့အခုကျွန်တော်နောက်မှာရှိနေတဲ့ BAIC BJ60 ပဲဖြစ်ပါတယ်ဒီကားလေးက on road က off road မှာပါအသုံးပြုမောင်းနေလို့ရမယ်ကားကြီးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူထုံးစံတိုင်းကားရဲ့အရှိရုပ်ထက်ကနေစပြောလိုက်အောင်ဒီအရှိရုပ်ထက်မှာဆိုလို့ရှိရင်တော့သူကအလယ်မှာ BAIC logo စာတန်းပါမယ် grey design ကတော့သူက smart lighting system ကိုအသုံးပြုပေးထားတဲ့ grey design လေးပုံဖော်ပေးထားတယ်ကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့နည်းနည်း aggressive look လေးရနေတာကိုလူကြီးမင်းတို့မြင်တွေ့ရမှာပါကျွန်တော်ဒီ headlight ပြောမယ် headlight ကကြတော့သူက full quad LED version ကိုအသုံးပြုပေးထားပြီးတော့ဂျိုဆောင်မှာတော့သူက turning light လေးထည့်သွင်းပေးထားတယ်အောက်မှာဆိုရင်တော့ကျွန်တော်တို့ fog light ပါမယ်360 cameraအောက်ဘက်ဒီဇိုင်းဘန်မှာတော့ grey color လေးကိုအသုံးပြုပေးထားတယ်ဗျဆိုတော့အရှေ့မှာဆိုလို့ရှိရင်တော့ဆိုနာအနေနဲ့6လုံးပါဝင်ပါတယ်အနောက်မှာဆိုလို့ရှိရင်လည်းဆိုနာက6လုံးပါဝင်တယ်ဆိုတော့ total ဆိုနာ12လုံးထည့်သွင်းပေးထားပါတယ်ဆိုတော့ကျွန်တော်လည်းအတူတူကားနောက်လေးတစ်ချက်တော့ကြည့်ကြည့်လိုက်အောင်ကားနောက်ဘက်မှာဆိုလို့ရှိရင်တော့ပထမဆုံးပြောရမှာကသူ့ရဲ့နောက်မီးခွက်ဒီဇိုင်းပါအနောက်မီးခွက်ဒီဇိုင်းကတော့အရှေ့က grey design ကိုမှ extra ပြန်ယူပြီးတော့ vertical လေးပြန်ထောင်ပေးထားတယ်turning light ကိုတော့အပေါ်မှာအတုံးလေး crystal တုံးလေးအနေနဲ့ထည့်သွင်းပေးထားပြီးတော့ဘေးဘက်မှာ BAIC logo အောက်ဘက်မှာတော့ BJ60 ဆိုတဲ့ brand name ပါမယ်ဗျအဲ့တော့သူ့ရဲ့ထူးခြားချက်အနေနဲ့ဒီမှာပါဝင်ထားတယ်ပြုလုပ်ပေးထားတယ် rain proof ဖြစ်တဲ့ spare wheel ကပါအလဲမှာဆိုလို့ရှိရင်တော့360 camera တစ်လုံးထပ်ပါမယ်အပေါ်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့လူကြီးမင်းတို့မြင်တွေ့ရမှာပါနောက်ထပ် camera တစ်လုံးကိုပါထည့်သွင်းပေးထားပါတယ်သူ့ရဲ့အောက်မှာတော့ tail light wiper အနေနဲ့ဆိုလို့ရှိရင်တော့သူက spoiler အောက်မှာမြုပ်ထားပေးတယ်ဗျဒါကတော့တော်တော်ထူးခြားတဲ့ဒီဖန်တီးမှုလို့ပြောလို့ရပါမယ်ကျွန်တော်လည်းဒီလိုကားရဲ့ cargo space လေးကိုကြည့်လိုက်ရအောင်ဆိုတော့cargo space အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အနောက်မှာခုံ3တန်းပါတယ်ခုံ3တန်းကိုတစ်တန်းကိုခေါက်လိုက်မယ်ဆိုလို့ရှိရင်တော့ cargo space ကတော်တော်ကျယ်ဝန်းတာကိုတွေ့ရမယ်ကျွန်တော်ဒီဘက်ဘေးမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ camping အတွက်လိုအပ်တဲ့ကျွန်တော်ဒီ 12 socket တွေ220 volt ကနေမှ150 watt အထိအသုံးပြုလို့ရမယ် plug-in လေးတစ်ခုထပ်ပါလာမယ်ဒီမှာမီးပါမယ်ဒီမှာဆိုင်းကျိုးတွေအနေနဲ့အသုံးပြုလို့ရမယ်ခလုတ်လေးတွေပါထည့်သွင်းပေးထားတယ်ဗျဆိုတော့ဒီကြီးမင်းတို့အနေနဲ့campaign တွေပါထွက်တဲ့အခါမှာဒီကားကoff road အနေနဲ့ရော on road အနေနဲ့ရော campaign အနေနဲ့ပါအသုံးပြုလို့ရမယ်အသုံးဝင်မယ် luxury off road တစ်စီးလို့လည်းတင်စားလို့ရတယ်ပြောလို့ရတယ်20လက်မှရှိတဲ့အလွိုင်းကိုအသုံးပြုပေးထားပြီးတော့ tire pressure system လည်း TPMS လည်းထည့်သွင်းပေးထားတယ်ပါဝင်တယ်အရှိကဒီ suspension ကိုပြောရမယ်ဆိုလို့ရှိရင်တော့သူက double wishbone suspension ကိုအသုံးပြုပေးထားပြီးတော့အနောက်မှာဆိုလို့ရှိရင်တော့ multi bar 80 band suspension ကိုအသုံးပြုပေးထားတယ်ဗျဆိုတော့စီးရတဲ့အခါမှာ comfort ဖြစ်တဲ့ feeling ကိုလူကြီးမင်းတို့ခံစားရမှာပါနောက်ဆက်ပြောတာရှိတာကဒီ welcome button ပါ welcome button ကကားကအမြင့်ပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ full size SUV ဖြစ်တဲ့အတွက်ကြောင့်မလို့တကားဖွင့်လိုက်ပြီဆိုတာနဲ့သူက auto slide door အနေနဲ့ welcome button လေးကြာလာမှာပဲဖြစ်ပါတယ်ဆိုတော့ကားရဲ့ Batman side mirror ဘက်မှာဆိုလို့ရှိရင်တော့360 camera ပါမယ် LED ဘက်မှန်မီးကြောင့်ပြီးတော့ဒီကောင်းမှာဆိုလို့ရှိရင်တော့ blind spot warning လေးလည်းပါဝင်ပါသေးရဲ့ဗျဆိုတော့ကျွန်တော်လည်းဒီကားလေးထဲကိုကြည့်လိုက်အောင် okay အတွင်းပိုင်း quality ကိုကျွန်တော်ပြောပြပေးမယ်ဒီကားရဲ့ interior design အနေနဲ့ပြောမယ်ဆိုရင်တော့လုံးဝ perfect ပဲထိုင်ရတဲ့ထိုင်ကုန်တွေကစ comfort ဖြစ်တယ်သူက premier leather သားကိုပဲအသုံးပြုပေးထားပြီးတော့ထိုင်ကုန်စီမော်တာတွေစီဟီတာတွေအားလုံးပြည့်စုံပါဝင်တယ်နောက်တစ်ချက်ဒီကောင်းမှာထူးခြားချက်အနေနဲ့ကတော့ကျွန်တော်ဒီ massage ပါတယ်ဗျကျွန်တော်ဒီ driver ဘက်မှာရော passenger ဘက်မှာရောအနောက်ကဒီခုံမှာပါခုံလေးလုံးပေါ့နော်ဒီကျွန်တော်ဒီ massage ပါဝင်ပါတယ်steering wheel design မှာဆိုလို့ရှိရင်တော့ leather ကြွချုပ်တာကိုအသုံးပြုပေးထားပြီးတော့အလယ်မှာ BAIC logo ဘယ်ဘက်မှာတော့ adaptive cruise control နဲ့ညာဘက်မှာ volume control တွေပါဝင်ပါတယ်အရှိဘက်မှာဆိုတော့ကျွန်တော်တို့က digital cluster ကိုအသုံးပြုပေးထားပြီးတော့ညာဘက်မှာတော့ cylinder ခွဲရှိတဲ့ infotainment screenအောက်ဘက်မှာတော့ဒီမှာတစ်ချက်ပြောချင်ရှိတာကဒီ engine start clock ပေါ့နော် engine start clock ကတော့သူတို့ပြောထားတာကဒီ world first digital start clock ဆိုပြီးတော့သူတို့ကဖော်ပြပေးထားတယ်ပြောထားတယ်တကယ်လည်းပဲကျွန်တော်တာမန်ကားတွေနဲ့မတူဘဲနဲ့သူက digital clock လေးဖြစ်သွားတယ်ဗျအောက်ဘက်မှာဆိုလို့ရှိရင်တော့ aircon adjust clock တွေကတော့ကျွန်တော်ဒီ physical button အနေနဲ့လည်းအသုံးပြုလို့ရတယ်လို့ infotainment မှာရှိတဲ့ကျွန်တော် screen ကနေလည်း AC adjust ပြုလုပ်လို့ရမှာပဲဖြစ်ပါတယ် wireless charger ကပ်ဖို့တာdrive mode အနေနဲ့ဆိုရင်တော့သူက9မျိုးပါဝင်ပါတယ် drive mode ချိန်တဲ့အခါမှာလည်း drive mode ရဲ့ drive mode category ပေါ်မူတည်ပြီးတော့သူရဲ့ ambient color တွေကလည်းပြောင်းလဲသွားမှာဖြစ်တယ်ဥပမာကျွန်တော်တို့က sport mode ကိုပြောင်းမယ်ဆိုလို့ရှိရင်
သူ့ရဲ့ color ကအနီရောင်လေးကိုပြောင်းလဲသွားပြီးတော့ eco mode ကိုပြောင်းလဲမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ ambient light ကအပြာရောင်လေးကိုပြောင်းလဲသွားမှာပဲဖြစ်ပါတယ် dry mode အနေနဲ့9မျိုးပါဝင်ပါတယ်နောက်တစ်ချက်ဒီကောင်းမှာထူးခြားချက်အနေနဲ့ပြောကမှာက wedding ပါဗျdry mode wedding ကကြတော့ရေအနက်ပေါ့နော်ကားရဲ့ဘိန်းတစ်ဝက်လောက်ထိကိုဖြတ်မောင်းလို့ရတယ်လို့ဆိုထားပါတယ်ဆိုတော့ Emerald ကိုပြောမယ်ဆိုလို့ရှိရင်တော့ရိုးရိုးရှင်းရှင်းပဲခလုတ်လေးတစ်ချက်နှက်လိုက်တာနဲ့တကားနှစ်ပေါက်လုံးပွင့်လာမယ်အလဲမှာခူးပေါက်လေးလည်းပါဝင်ပါသေးရဲ့ဗျအနောက်မှာဆိုလို့ရှိရင်လည်းကြဲကြဲဝန်းဝန်းရှိပြီးတော့ let roll နဲ့ hand roll တွေကလည်းကျဲတဲ့ထဲမှာပါတယ်ပြီးလို့ရှိရင်ဒီကောင်းမှာကလည်းအပေါ်မှာမြင်တွေ့နေရတဲ့အတိုင်းပဲ panoramic sunroof လေးလည်းပါသေးတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ airbag အနေနဲ့6လုံးပါဝင်ပြီးတော့ speaker အနေနဲ့12လုံးထည့်သွင်းပေးထားပါတယ် speaker ကလည်းကျွန်တော်တို့ Harman Infinity Sound System ကိုအသုံးပြုပေးထားပါတယ်ဆိုတော့တချင်းနေနားထောင်တဲ့အခါမှာluxury vibe အပြင်မှာရမ်းမိုက်တဲ့ quality ကိုခံစားရမှာပဲဖြစ်ပါတယ်2.0 turbo engine ကိုမှာ HP automatic transmission ကိုအသုံးပြုပေးထားတယ် maximum power အနေနဲ့ကတော့196 kW ရှိပြီးတော့ maximum torque အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့406 Newton meter ဖြစ်ပါတယ်ဆိုတော့ဒီကောင်းရဲ့ကိုလုံးကိုထဲ full size SUV တစ်စီးအနေနဲ့406 Newton meter အထိရတယ်ဆိုတာကတော်တော်မိုက်နေပြီနောက်တစ်ချက်အနေနဲ့ဒီကားလေးကိုလူချင်းမင်းတို့ကစိတ်ဝင်စားလို့ဖြစ်စေလာရောက်လေးလာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ showroom ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ် showroom လိပ်စာလေးကတော့အမတ်6မိုးကောင်းလန်16ရပ်ကွက်ရန်ကင်းမြို့နယ်မှာတည်ရှိပါတယ်အလွယ်ကူဆုံးလမ်းညွှန်ပေးရမယ်ဆိုလို့ရှိရင်တော့ရွှေကောင်း hotpot bay မှတ်တမ်းရုံးမှတ်တိုင်ရှိမှာတည်ရှိပါတယ်ဆိုတော့ဖုန်းနံပါတ်အနေနဲ့ကတော့3993လုံး33လုံး299ကိုဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အာကာပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့